everyone အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အခြေဆောက်တငယ်ချင်းနဲ့အောင် EP2 လေးကိုပြောပြသွားမှာပဲဖြစ်ပါနော်ဟာမနေ့တောင်မနေပြီပဲငါထားမရတော့မယ်ဟဲ့ခုနှစ်ယောက်ကတော့မထားသေးဘူးဒီနေ့ဘာလို့လွတ်ထားမှာလဲတို့ကြောင်းပိတ်ရက်ငါတမီးနဲ့ပါလိုက်ဟိုတယောက်နူးနူးကအိတ်ပေါ်လိုက်တာလိုပဲဖြစ်ဖြစ်ငါတော့ဒီနေ့မှ7 နာရီ7မိနစ်နားတဲ့ဟာထားရတို့ဘယ်လိုပြောလို့ရမလဲတော့ကြောင်းပိတ်တာနောက်ကြတော့မကြည့်ဘူးလားဆိုင်နေမဖွင့်ရသေးဘူးကွာတိတ်တိချမ်းလာတော့တုံးပြရထိတ်တော့နေပြီကွာဒါလည်းဘောမရှိတော့ရေကဘလောက်တော့ပူလိုက်လေလို့ငွေတော့ခွတ်ရေချိုးတော့ရေချိုးတော့မှာကွာအမလီအေးတယ်နွေးတယ်ပြောတာပါကွာဒီထိုင်ချိုးလိုက်ပါဦးဟိုတယောက်ကတော့မထသေးကဲချင်းထားတော့မနေပြတော့ထားအမလေးငါတို့နဲ့ဘာလဲရေသွားချိုးချင်ညနာတော့တင်မယ်နင်ကြီးကြပါရေချိုးမယ်အဲ့ဆိုလဲငါတို့နှစ်ယောက်စလုံးနေကြီးကြောက်မှရေချိုးမယ်နော်အမလေးဆောင်းနာရကွာနင်ခုစင်းတာငါမှာတော့တွားရင်တော့နဲ့ဟဲ့ငါဖေတောင်မှရေချိုးလို့ပြီးပြီလားမသိဘူးငါတို့ခုမှထားခဏနေဖေရေချိုးလို့ပြီးပြီဆိုစာခင်းသားမှာပေါ့ထမင်းဟင်းလည်းမချက်သေးဘူးလေအဲ့ဒါဆိုလို့ရှိရင်ဖေကိုပြောလိုက်ဖေရေချိုးနေရတယ်အေးဟုတ်တယ်နင်တို့ကတမန်နဲ့ဘာလို့တမန်နဲ့နန်းလာတဲ့ဘူးနန်းမတင်နဲ့ရေချိုးလိုက်ဆော့စီရေချိုးဟုတ်ကဲ့ဖေဒါနဲ့သူ့မမအင်းကြီးမပါလာတာတမီးရေကူးဝဲစုပ်ပေးချိုးလိုက်ပေါ့ဟုတ်ကဲ့ဖေဒါဆိုငါတို့တွေအင်းကြီးလဲကြရအောင်ဘယ်လိုဖြစ်ကုန်လဲနဲ့အင်းကြီးတွေကကျင်းနုအဲ့ဆိုလို့ရှိရင်ငါတို့ကြီးသွားချုံမယ်နော်နုနုအေးသွားချုံမယ်ဒီနားမှာထိုင်ကောင်းဒီနားမှာနဲ့တိတ်မနွေဒီနားမှာနွေရဒီနားမှာပဲငါထိုင်လိုက်တော့မင်းတို့ရွာလို့တော့ပြောတာငါတို့မြို့မှာလူတွေမရှိဘူးနေရလေရွာပါဟဲ့တမန်တော့ရေမြချိုးနာအဖေလည်းချိုးလို့ပွားမလို့သွားတော့မယ်ဟုတ်ကဲ့ဖေအမလီဘောဒါအမလီဒရစကားပြောရတာလေရေချိုးပွားရီဆိုလို့ရှိရင်အဲဒီဆိုင်ခင်းမယ်ဆိုင်ခင်းလို့ကမရသေးဘူးငါဒီနေ့မြို့ထဲသွားမှာဆိုတော့နည်းနည်းတော့ဝေးတယ်ဒါဆိုလို့ရှိရင်ကိုတာဘောကခေါ်အမရရောစံကအေးလေးလောက်တော့ငါအထုပ်တွေပိုးနေသွားမယ်အမလေးမဟုတ်သေးပါဘူးငါဒီအင်ကြီးငါဆိုကျင်နေရဒီအင်ကြီးဆိုတာလည်းရပြီကွာအဲ့လိုဆင်းအောင်အလေးချောင်းလာကွာဒါဆိုလို့ရှိရင်တော့ငါအောက်ဆင်းတော့မယ်အောက်ကိုမြန်ဆင်းရမယ်မနေ့နောက်ဆုံးတော့လည်းအောက်ရောက်ပြီပဲကိုတာဘောကရှိလာမယ်ကိုတာဘောပါကန်းငါတဲ့ဘူကန်းငါတဲ့ကိုတာဘောရေကန်းငါချင်လို့ဒါဆို12 နာရီလောက်ကြာပြန်ရောက်မရောက်လေကိုတာဘောကျွန်တော်ကအထုပ်တွေပိုးနေတာမို့လို့ဝယ်ရမှာမို့လို့ပါအေးအဲ့ဒါဆိုလေယူသွားမင်းနဲ့တော့ကွာအဲ့ဆိုတော့ကိုတာဘောအမလေးလေးခုစော်နေတာညာမဟုတ်ရမှာလေဘာမှမတော့အမလေးခောက်ဆွဲဘူးရမယ်ခောက်ဆွဲဘူးကတော့မယူတော့ပါအမလေးကိန်းမောက်ယူအောင်ကိန်းမောက်ယူမယ်ပွင့်ဒါယူရမယ်ပွင့်ဒါလေးယူအောင်မဒါဆိုတာလေးယူအောင်ယူလိုက်ငါဘယ်လောက်ကြလဲမသိဘူး2000ကျပါရှင်ရောပါနော်ရပြီအမလေးငါတော့ဆိုနေပြန်တော့မယ်ကွာ
ထိတ်တီတာအော်လို့မပြီးသေးဘူးလားကျွန်တော်တော့ဈေးရပြန်ဒီလီငါပတ်ဆိုင်ရအောင်တော့အော်ရတာပေါ့ကွာနောက်ကားလေးရဲ့ဈေးလောက်ဝယ်ခြင်းအမေမင်းဖက်ကြရင်ငါသမီးတွေကိုပြောမင်းဖက်ကြမျိုးတက်မှာနော်လို့ခွေးစားမယူလေပြောခွေးစားကအမားကြီးမဟုတ်ခကကလေးလေးငယ်ငယ်လေးကအမတစအဲ့ဒီမှာရောခေါ်ပေးမှာတော်လိုက်ပါဦးမင်းကလေးရောက်ပြီအေးရောက်ပြီဆိုတော့ကျွတ်ချရှိရချက်ရရှိရချလိုက်တော့မတီးအိတ်တွေကိုလေအမလေးကွာထမင်းကိုတဲရအောင်မလီလီထမင်းကိုတဲနေပြီမလေးငါတော့စားပွားကြီးဆိုတော့ခင်းရောက်တဲ့တူဆိုင်တော့ခင်းရမယ်ဆိုင်ခင်းရမယ်ကွာတိုင်းလိုက်ခင်းပွားဆိုထိုင်းလိုက်တော့မဟုတ်ရမယ်ပြမဟုတ်ရမယ်ငါချင်းငါရတဲ့ရေသွားချိုးပွားဆိုတော့ထားနေမလိုက်ဘူးလားလာလို့နေခဲ့အဲ့ဒါဆိုရင်နေရနေမဟုတ်ငါချင်းငါလိုက်မယ်လာအဲ့ဒါဆိုရင်လည်းသွားမယ်မသိပါဘူးနဲ့နေခဲ့မလို့လားလို့မလေးဟိုတယောက်ကတော့နောက်မှကြံခဲ့ပြီတော့ရှေ့ရောက်အင်းကြီးသွားလေတော့သူ့မစောက်တော့တကယ်ကခဏဆောင်မစောက်တော့ဘူးအေးနေရကြားတယ်နေရတမျိုးဘာလို့ဖို့လဲလိုက်တိုင်းမှာပိတ်နေရအမလေးသူ့မနေကြော်တက်ကားတယ်ပေါ့အမလေးလေးလာငါတော့အင်ကြီးလေတော့နှစ်ယောက်ကတူတူဝတ်မှန်နော်အေးစင်တူလေးဝတ်ထားကြတာမသိမောင်တို့မနှစ်ယောက်ကြာနေပဲအေးဟဲ့ဒီလေကနည်းနည်းရှုပ်တယ်လေကပြောင်းကျင်ဟာငါဖေးပြောထားသေးတယ်ငါတို့တော့နောက်နေ့ကြလို့ရှိရင်လည်းပြုတ်တက်ပြီးအိမ်ပြောင်းมาတဲ့ဒါမဲ့အနေရတော့မတူတော့ဘူးဟဲ့အိမ်ရတော့အိတ်ပဲတဲ့ဘာလဲသူ့မှာပန်းချန်သေးလေးရှိတယ်တဲ့ဘာလဲသူ့ရဲ့အိမ်မှာကြာတော့အဲ့ဒီမှာကားအပြာရောင်လေးရဲ့ဆိုင်ကယ်လေးရရှိတယ်အဲ့ဒီကမိုက်တယ်ဟဲ့ဒါမှငါဖေအဲ့ဒီရုံမကြိုက်လို့နောက်ထပ်အိမ်ပြောင်းလိုက်တယ်နောက်ထပ်တိုင်ရကြတော့ပန်းချန်သေးလေးရဲ့ပွားဆိုလို့ရှင်ထခိုးလဲပါသေးတယ်ဘာလဲကားလေးရဲ့စပိန်လေးရဲ့ရှိတယ်ဟဲ့သိလားအေးငါတို့ရေနောက်နေ့ကျရင်အဲ့ဒီကိုသွားပြောင်းလို့ရအောင်နော်အေးပြောင်းမှာပေါ့ဟဲ့တကယ်ချင်းမတော့မသမီးဒီနေ့လာအိမ်ပြောင်းမှာနော်ဟုတ်တယ်ငါတို့ဒီနေ့လေမပြောင်းလေမနေ့ကကြာတော့မှပဲပြောင်းလိုက်တော့မယ်ဟုတ်ကဲ့ဖေအဖေဈေးရောက်တာဘယ်တော့ကြာမလဲတော့မသိဘူးငါတို့ထိုင်းနေလိုက်တော့အေးငါလည်းခဏထိုင်နေမယ်ဟဲ့အဲ့ဒီမှာကြီးကနေငါဖုန်းပြမဟုတ်ပါဘူးဘာဒီတော့နေကုန်ငါဖုန်းနဲ့ပေါမနေအညာပဲရှိရတူလားအေးငါတွေ့တယ်ဖုန်းပြောနေလိုက်ကြတာညတော့ပါဒါဆိုငါတော့ပေါ်ရသွားကြအောင်လေအေးတော့မယ်မနေ့တော့နေအဲ့ပေါ်ရကိုတက်ပါလေအဖေသမီးတို့အဲ့ဒီနော်အေးတော့မနေ့ကျရင်စောစောထားနော်ဟုတ်ကဲ့လာအဲ့ဒီလေဒီနေ့တော့ဖြူအောင်လေးနဲ့တော့ငါတော့အိတ်တော့အိမ်မဲတကယ်ချင်းအိမ်မဲငါလည်းဆိုင်သိမ်းလိုက်အောင်မကွာအမလေးနိုင်သိမ်းပြီးတော့ဤတော့ဒီနေ့ဆိုင်ရသိတော့မရောင်းရအောင်ဟုတ်ပြန်ကြည့်ကြကွာနားလေးဘာလို့ခဏတော့ပြုတ်ကြနေလဲရင်းနေတယ်ကွာဟုတ်လေငါလည်းတက်အားလုံးပဲဘာဒီဗီဒီယိုလေးကိုကြည့်ရှုကြပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ် like and subscribe လေးလည်းလုပ်ပေးကြပါဦးနော်